အားလုံးပဲမင်္ဂလာပါဒီနေ့နိုင်ငံရေးအကြောင်းနည်းနည်းပြောမှာပေါ့နော်။ဘာအကြောင်းပြောမလဲဆိုတော့ဟိုတလောလောက်သွားတဲ့ငင်းချမ်းရေး program အကြောင်းနဲ့ငင်းချမ်းရေး program အကြောင်းငင်းချမ်းရေး program ဆိုပေမဲ့နာမည်တက်ထားတာပေါ့နော်။တကယ်တမ်းကတော့ယူကော့ပွဲအကျိုး program လို့ပြောရရတာပေါ့။အဓိကယူကော့ပွဲမထိမနေလောက်မယ်ဆိုတော့အကြောင်းအဓိကထဲသွင်းပြောကြားတော့အောင်နော်။အဲ့တော့ဒီ依個ပွဲတော့ဒီလက်ရှိနာကအစိုးရတော့မထိမနေလောက်မှာပဲလေနော်။အဲဆိုလောက်လို့မရဘူးလေသူအုပ်ချုပ်လို့ရတဲ့နေညီမှာလောက်မှာပေါ့ပြောရနော်။ဒီရုပ်ကပွဲတဲ့သူအတွက်လဲထွက်ပေါက်ဖြစ်တယ်ပြီးတော့ဒီရုပ်ကပွဲကိုပထမဆုံးထိတ်ဆုံးနေကျူဆူနေတဲ့ဒီကြံခိုင်ဖွံ့ဖြိုးရေးအဲ့ဒီပါတီကလည်းသူတို့အတွက်ထွက်ပေါက်ပေါ့နော်။လောလောဆယ်သူတို့ကဘာမှလုပ်လို့မရဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေအောင်ရုပ်ကပွဲဖြစ်သွားမှသူတို့ပါတီကလည်းနိုင်မယ်သိချနေပြီလေမြန်မာပြည်မှာလည်း NLD ပြီးရင်ဒီကြံ့ခိုင်ရေးရအင်အားအကောင်းဆုံးဆိုတော့ပြီးတော့အခုပြိုင်မဲ့ပါတီတွေကလည်းဟိုအရင်တော့နာမည်ကြီးတဲ့ပါတီတွေလည်းမပါတော့သလိုတအားဟိုဟာဖြစ်တဲ့ပါတီတွေလည်းမပါတော့ဘူးလေဟိုလူတွေတိုက်နည်းနည်းပါတီတဲ့မဲဆန္ဒဆိုင်တိုက်မထဲတဲ့တိုက်မတီးတဲ့ဒီပြည်သုံးလုံးတို့ဥက္ကူကြီးပါတီတို့တတအေးမောင်တို့စန်တီမာဆိုရင်ဂျာကျူအစန်ဒီဂျာကျူဝင်ပြိုင်မယ်လို့ပြောတော့ပေါ့နော်ဆန်းနေရတော့ကြိတ်မကြိတ်ဂျာကျူတော့ထဲမှာပေါ့သူတို့ကတော့တခြားဟာတော့ထဲမှာမဟုတ်ပါဘူးဘိုးပါတီပြိုင်မှာပေါ့နော်ဒီကြားမှာပုံပြောက်နေတော့ကျွန်တော်တို့တနူးတွေမျိုးတွေပဲအထူးဆိုတနူးပါတီတွေဝင်မပြိုင်ဘူးလို့တော့အရင်တော့ကြားထားတာပေါ့နော်အဲဆိုတော့ NLD လည်းမပါဘူးဆိုတော့တနူးတွေကြံ့ခိုင်ရေး break တာတော့ကြံ့ခိုင်ရေးထဲမှာတော့တေချာပါလေဒါပြောစရာမလိုဒါပေမဲ့ကြားဟန်နေကြံ့ခိုင်ရေးလည်းမထဲချင်ဘူးကိုတနူးပါတီထဲမဲ့ဆိုလဲဘနုပါတီကဝင်မပြိုင်ဘူးဆိုတော့အဲ့လိုပေါ့ဒါပေမဲ့ဒါတော့ဒီယူကောပွဲဆိုတော့မဲကိုဟကိုထဲချင်တယ်မထဲချင်လေဒါတော့ကိုရဲ့လောက်ပင်ခွင့်ရှိတာလေနော်ထဲလဲပင်မဲတီအောင်ထဲလို့ရတယ်တဘောတယောက်ပြောကြတာဒါတော့အဲ့ဒါအဓိကမောအခုပြောချင်တာဒီယူကောပွဲအလုံးမှာနိုင်ငံရေးသမားတွေဒီကွန်ကိုက်မဲဟာနဲ့စစ်ပွဲတွေကပူပြီးဖြစ်လာအောင်မယ်ဒီနာဇာကအုပ်ချုပ်တဲ့အုပ်ချုပ်မှုလက်လမမီတဲ့နေရာဒီတင်းသားနဲ့ဒေါ်လာရေးတာတွေအုပ်ချုပ်ထားတဲ့နေရာတွေမှာပို့ပြီးမှတိုက်ပွဲပြင်းထန်လာအောင်မယ်ဆိုတာတော့ကျွန်တော်ကြိုသိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဥပမာတခုဟိုတလောတော့ဒီအဲ့ဒီ program မှာပဲဒီတင်းထော့တယ်မေးလို့တတိပုဂ္ဂရာဒီတော့ညူတင်းလို့ပါညာနေဖြည့်သွားတာဒီရုပ်ကပွဲကာလာမှာစင်မှုထောင်းဥပဒေ6လတနည်းတန်ဒီဖြတ်တိုင်းခဏရည်ရဆိုင်ဖို့ပြောတာပေါ့နော်အဲ့ဒါဒီကြံခိုင်ရေးတို့ဘာတို့ကပြည်သုံးလုံးတို့ဘာတို့ဒီစစ်တပ်ကိုထောက်ခံတဲ့ပါတီတွေကတော့ရဆရာမလို့ဆိုတဲ့သဘောပေါ့အဲ့တော့ဒီရုပ်ကပွဲမှာဒါကြံခိုင်ရေးအာဏာရပြီးတော့ကြံခိုင်ရေးအစိုးရတာဖြစ်လာမယ်ဆိုရင်ဒီကြံခိုင်ရေးထဲမှာထိပ်ပိုင်းခေါင်းဆောင်တော်များများဟိုအရင်စစ်တပ်ထွက်တဲ့လူတွေများတယ်မိုးကြဆွေကိုလို့လည်းခေါ်တာပေါ့စစ်တပ်ထွက်တဲ့လူတွေများတယ်သဘောထားတင်းမာတဲ့လူတွေများတယ်ဗောနော်ပြောရင်အခုတော့မှသူတို့ကဒီလက်ရှိဥမဲ online စစ်တပ်ကိုသူတို့ကအားမလို့အမေဝေဖန်တာနေကြားနေရတာပဲလေလောက်လေးစမ်းမှာခြားလိုက်စမ်းမှာအဲ့ဒီဗာလဲဘူဌာနချုပ်တွေအဲ့တပုံဘူဌာနချုပ်တွေပုံကျဲလိုက်စမ်းပါညာသူတို့ပြောနေတာဒီစစ်တပ်ကတော့လက်ရှိမှာတော့အလက်ထိတော့မလုပ်ဘူးပေါ့နော်ဒီသူတို့ဆုံးထားတဲ့နယ်မြေပြန်တိုက်ယူတာတော့နဲ့ဘုံကျဲတာတော့အဲ့လောက်ပဲပေါ့အဲ့ဒါတော့ဒီကြံခိုင်ရေးတွေကသဘောထားပူတင်းပါတယ်သူတို့ကအဲ့ကြတော့သူတို့ကဒီရုပ်ကပွဲမှာနိုင်လာလို့အစိုးရတရဖြစ်လာရင်သူတို့ကလုတော်မှာသူတို့အင်အားနဲ့သူတို့ဟိုတင်ပြမှာဒီမဲခွဲဆုံးပြပြီးမှ
ဒီရန်သူဌာနချုပ်တွေကိုအကုန်ရချီမုံဖို့ပါညာသူတို့လောက်တော့မှာအဲ့အချိန်မှာစစ်တပ်လည်းဒီအောက်ချုပ်မှုရန်ထဲမှာစစ်တပ်အခုလိုမျိုးအစိုးရမဟုတ်တော့လေသူကအဲ့ဒီအချိန်မှာအရတာအစိုးရခိုင်ရန်သူလောက်ရမှာပဲအဲ့ဆိုတော့အဲ့အချိန်မှာတော့ဟိုဖက်ဒေါ်လာရေးတာနဲ့တင်းသားတွေကလည်းတပြားမှမစိုးဘူးဆိုတော့သူတို့ကလည်းချာမှာဆိုတော့ဟိုကလည်းဒီကြံ့ခိုင်ရဖြစ်ရင်ပါဆိုတော့တော့တဲ့လူတွေဖြစ်မှာဆိုတော့မှငါရ